ကျွန်တော်လည်းအားကြမခံပြောပါဦးမယ်ဒါကျွန်တော်နဲ့အတူတူပေါ့နော်စိုးတူကောင်းပတ်ကျွန်တော်ကိုပါရမီဖြည့်ပေးတဲ့ကျွန်တော်ရဲ့ဇနီးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ကျွန်တော်အခုရတဲ့စုကဒါကျွန်တော်တို့တနိုင်ငံလုံးမှာရှိတဲ့စီပင်ဝန်ထမ်းတွေကိုကိုးစားပြုပါတယ်ခင်ဗျာကျွန်တော်တို့လည်းအမြဲတမ်းအမှတ်တရဖြစ်နေမဲ့စုပါဝါ2025ခုနှစ်အတွက်အကောင်းဆုံးအမျိုးသားဇက်ဆောင်စုနာမည်နှလုံးမြင့်မြတ်ဖြစ်ပါတယ်ခင်ဗျာရေးစာစကားမှာရရှိတာဖြစ်ပါတယ်မင်းဖုန်းလိုချင်တယ်ဆိုလို့ငါလုံးပိရမပူဝင်ဝင်ကြောင့်ငါအိမ်မှာလှုပ်သွားလှုပ်တာရေစာစကားမှာမြင့်မြတ်ဟာဖိုးတောင်ဖြစ်နေဝစ်စားဆင်းရဲဘုံကအစဇက်နဲ့လိုက်ရောညီထွေဖြစ်အောင်ဇက်ကောင်စရိတ်မှန်ကန်အောင်ဝစ်စားနိုင်ခဲ့တဲ့အပြင်ခံစားချက်အတိုင်းဇက်ကားစလေဆိုတဘာဝကြကြထိထိမိမိဒေသက်ပိုင်းတိုင်းစွာတရုတ်ဆောင်နိုင်ခဲ့တဲ့အတွက်2025ခုနှစ်တွင်အကောင်းဆုံးအမျိုးသားဇက်ဆောင်စုကိုမြင့်မြတ်အားမြန်မာရှင်ထူးချွန်စုစီစဉ်အကဲဖြတ်ရေးအဖွဲ့ကရွေးချယ်ချီးမြှင့်ခဲ့ရခြင်းပဲဖြစ်ပါလေ။အေးညီမလေးလည်း TV ရောဂါဖြစ်နေလို့နဲ့ထမင်းတူတူမစားကြမှာဘူး။စားရနေတောက်ခံနေချောင်းကတဟုတ်ဟော့နဲ့ရော့စရာကြီး။တော်သားဒီယောဂါကြီးငါတို့ကူလာလုံးဟုတ်တယ်။ကျွန်တော်အခုရတဲ့စုကဒါကျွန်တော်တို့တနိုင်ငံလုံးမှာရှိတဲ့စီပင်ဝန်ထမ်းတွေကိုကိုးစားပြုပါတယ်ခင်ဗျာကျွန်တော်တို့လည်းအမြဲတမ်းအမှတ်တရဖြစ်နေမဲ့စုပါညီမလေးအကူကစီပင်မှာအမှိုက်တင်းနေဝန်ထမ်းမှာဆိုပြီးတော့ညီမလေးကဘယ်မျက်နှာနဲ့မိတ်ဆက်ပေးရမှာလဲပြီးတော့ရပြီညီမလေးဖန်တီးတဲ့ဒါရိုက်တာကျွန်တော်ရဲ့ဆရာကိုနေပိုင်အာစရီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ဆက်ညွန်းကိုလွမ်းဝေအောင်အရန်ပြင်မတ်နဲ့လှုပ်ကြတဲ့ကျွန်တော်တို့ဆက်ဖွဲ့တယောက်ချင်းစီတိုင်းအောင်လည်းကျွန်တော်အရန်ကိုကျေးဇူးတင်ပါတယ်တော်တို့မောင်နှမတွေကတိတ်ခါမချောင်းဆင်ញင်ပေးပါအေးပါသူရရဲ့ကျွန်တော်လည်းအားကြမခံပြောပါဦးမယ်ဒါကျွန်တော်နဲ့အတူတူပေါ့နော်စိုးတူကောင်းပတ်ကျွန်တော်ကိုပါရမီဖြည့်ပေးတဲ့ကျွန်တော်ရဲ့ဇနီးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ဝါ2025ခုနှစ်အတွက်အကောင်းဆုံးအမျိုးသားဇက်ဆောင်စုနာမည်နှလုံးမြင့်မြတ်ဖြစ်ပါတယ်ခင်ဗျာရေးစာစကားမှာရရှိတာဖြစ်ပါတယ်မင်းဖုန်းလိုချင်တယ်ဆိုလို့ငါလုံးပိရမပူဝင်ဝင်ကြောင့်ငါအိမ်မှာလှုပ်သွားလှုပ်တာရေစာစကားမှာမြင့်မြတ်ဟာဖိုးတောင်ဖြစ်နေဝစ်စားဆင်းရဲဘုံကအစဇက်နဲ့လိုက်ရောညီထွေဖြစ်အောင်ဇက်ကောင်စရိတ်မှန်ကန်အောင်ဝစ်စားနိုင်ခဲ့တဲ့အပြင်ခံစားချက်အတိုင်းဇက်ကားစလေဆိုတဘာဝကြကြထိထိမိမိဒေသက်ပိုင်းတိုင်းစွာတရုတ်ဆောင်နိုင်ခဲ့တဲ့အတွက်2025ခုနှစ်တွင်အကောင်းဆုံးအမျိုးသားဇက်ဆောင်စုကိုမြင့်မြတ်အားမြန်မာရှင်ထူးချွန်စုစီစဉ်အကဲဖြတ်ရေးအဖွဲ့ကရွေးချယ်ချီးမြှင့်ခဲ့ရခြင်းပဲဖြစ်ပါလေအေးညီမလေးလည်း TV ရောဂါဖြစ်နေလို့နဲ့ထမင်းတူတူမစားကြမှာဘူးစားရနေတောက်ခံနေချောင်းကတဟုတ်ဟော့နဲ့ရော့စရာကြီးတော်သားဒီယောဂါကြီးငါတို့ကူလာလုံးဟုတ်တယ်ကျွန်တော်အခုရတဲ့စုကဒါကျွန်တော်တို့တနိုင်ငံလုံးမှာရှိတဲ့စီပင်ဝန်ထမ်းတွေကိုကိုးစားပြုပါတယ်ခင်ဗျာကျွန်တော်တို့လည်းအမြဲတမ်းအမှတ်တရဖြစ်နေမဲ့စုပါညီမလေးအကူကစီပင်မှာအမှိုက်တင်းနေဝန်ထမ်းမှာဆိုပြီးတော့ညီမလေးကဘယ်မျက်နှာနဲ့မိတ်ဆက်ပေးရမှာလဲပြီးတော့ရပြီညီမလေးဖန်တီးတဲ့ဒါရိုက်တာကျွန်တော်ရဲ့ဆရာကိုနေပိုင်အာစရီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ဆက်ညွန်းကိုလွမ်းဝေအောင်အရန်ပြင်မတ်နဲ့လှုပ်ကြတဲ့ကျွန်တော်တို့ဆက်ဖွဲ့တယောက်ချင်းစီတိုင်းအောင်လည်းကျွန်တော်အရန်ကိုကျေးဇူးတင်ပါတယ်တော်တို့မောင်နှမတွေကတိတ်ခါမချောင်းဆင်ញင်ပေးပါအေးပါသူရရဲ့
ကျွန်တော်လည်းအားကြမခံပြောပါဦးမယ်ဒါကျွန်တော်နဲ့အတူတူပေါ့နော်စိုးတူကောင်းပတ်ကျွန်တော်ကိုပါရမီဖြည့်ပေးတဲ့ကျွန်တော်ရဲ့ဇနီးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်